လာပါတော့စကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူတွေမှာကိုယ်ရောင်ကိုယ်ပါရှိကြလားဆိုတာကိုကျွန်တော်အခုဗီဒီယိုလေးနဲ့ပြန်ပြောပြချင်ပါတယ်ရှေးဟိန္ဒူတွေရဲ့ဆေးပညာအယူအဆအရပေါ့နော်လူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ chakra ဆိုတဲ့ energy point 9ခုရှိတယ်လို့ဆိုပါတယ်အဲ့ chakra တွေကနေတဆင့်ဘဝရဲ့လှုပ်ရှားမှုခွန်အားတွေဖြစ်လာစေပြီးတော့မှလူတွေကကိုယ်ရောင်ကိုယ်ပါထွက်လာတာဖြစ်တယ်လို့အယူရှိကြပါတယ်ဗုဒ္ဓဘာသာမှာဆိုရင်လည်းဘုရားရှင်ရဲ့ရောင်ကြီးတော်ထွက်တာတွေခရစ်ယာန်ဆိုဘာသာမှာဆိုရင်လည်းဟေလိုလို့ခေါ်တဲ့ဒီခေါင်းသားတစ်ဝိုက်ကစဝန်းတွေကိုယ်နာတစ်ဝိုက်မှာလင်းနေတာမျိုးတွေကိုပကြီးတေးဥပေါ်ပုံတွေမှာတွေ့ဘူးကြပါလိမ့်မယ်အနောက်တိုင်းသိပ္ပံပညာရှင်တွေကပါလူတွေမှာရှိတဲ့ကိုယ်ရောင်ကိုယ်ပါကိုစိတ်ဝင်စားလာကြပြီးတော့လေ့လာမှုတွေပြုလုပ်လာကြပါတယ်ဒီကိုယ်ရောင်ကိုယ်ပါတွေဘယ်လိုရှိနိုင်လဲဆိုတာကိုလည်းအထူးပြုလုပ်ထားတဲ့ကင်မရာတွေနဲ့ရိုက်ကြည့်ခဲ့ပါသေးတယ်အဲ့ရနေမြင်ရတဲ့ကိုယ်ရောင်ကိုယ်ပါကိုလိုက်ပြီးတော့လူတွေရဲ့ကျမ်းမာရေးအစစိတ်နေစိတ်ထားအဆုံးခံမှန်းလို့ရတယ်လို့ဆိုကြပါတယ်အကြည်ဓာတ်အားကောင်းတဲ့လူတွေနဲ့သွားတယ်ဆိုလို့ရှိရင်ကိုယ်ပါငြိမ်းချမ်းသွားသလိုမျိုးခံစားရပြီးဒေါသထွက်နေတဲ့လူတွေနဲ့သွားမြင်ကိုယ်ပါလိုက်ပူလောင်နေတဲ့မျိုးခံစားရတဲ့အထိအော်ရာကူးလုံးမှုကြောင့်လို့ပဲထင်ရပါတော့တယ်နောက်ရက်တွေမှာလည်းပိုကောင်းတဲ့ကွန်တက်လေးတွေနဲ့ပြန်လာခဲ့ပါအောင်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ